နှစ်လမြန်မာပြည်မှာတနေ့ကို4နာရီလောက်အချိန်ဖြုံးနေလက်ဖက်အီဆိုင်ထိုင်တာလို့ကျူထိုးတာလို့ရှင်းခတ်တာလို့နဲ့မရေမရာဖြစ်နေတဲ့သူတွေဘယ်လောက်များတပည့်တော်နိုင်ငံလူတွေကလေဒီမှာအချိန်ဖြုံးဟိုမှာသွားကြုံခံဒီမှာအချိန်ဖြုံးနေတွေ့ဟိုမှာသွားကြုံခံရတာဒီမှာအလုံးလုံးနေဟိုမှာကြုံခံတဲ့အကြောင်းမရှိဘူးတပည့်တော်နိုင်ငံမှာအရင်မြေကုန်ရှိပြီလို့ဒါကြောင့်လီကွမ်းယူရပြောတယ်ပညာတက်အောင်ကြိုးစားလိုက်တို့နိုင်ငံလာပြီးတော့ကြုံခံရလိမ့်မယ်ဆိုဟုတ်တယ်တပည့်တော်ပညာမတက်လို့တို့နိုင်ငံသွားပြီးတော့ကြုံခံရတာပဲဂျပန်သွားတယ်အမေရိကန်သွားဘဲသွားတော့တော်များများကရှင်များလူအယောက်1000မှာတယောက်မရှိဘူး leadership role မှာမရှိဘူးဒီလိုသူများခိုင်းတာလို့ရတာသူများခိုင်းရလို့ရတာနော်ဒီလိုလည်းနိုင်ငံခြားမှာအလုပ်လုပ်ခဲ့ရတယ်လူတော့ကသူများခိုင်းရလို့ရတာဖျက်ရှင်များတော့မမေ့နဲ့ဆိုတော့ဒီမှာအလကားနေတယ်ဟိုမှာသွားတော့ကျွန်ခံရတယ်ပညာတက်ရင်တခြားနိုင်ငံသွားသေးရမလို့ဒီနိုင်ငံထဲမှာအကုန်ထုတ်လို့ရဝေဘာနာတို့လူတိုင်းတက်တယ်လေ Facebook ပေါ်တက်ပြီးဝေဘာနာလူတိုင်းတက်တယ်လေကိုကြီးချင်းကိုဖြည့်နေသလားဆိုတာစဉ်းစားစရာဖြစ်သွားပြီနော်ခင်ဗျားတို့စဉ်းစားတတ်ဖို့ပြောတာပါအဲ့ဒါတော့ဒီတို့အိယာဝန်ခံနေတိုင်းစာဖတ်ဆုံးဖုံးပေးပြီးတိုင်းစာဖတ်အဲ့ဒါဆိုရင်နိုင်ဝက်အသာလေးပဲနော်ဖုံးသုံးညရင်တည်းကနေပြီးတော့၄ဘုံတဘုံဖြတ်ယူဒီတော့အများကြီးမပြောဘူးနော်ဖုံးသုံးညရင်တည်းကနေ၄ဘုံတဘုံဖြတ်ယူဥပမာတနာရီဖုံးသုံးမယ်ဆိုရင်15မိနစ်စာဖတ်45မိနစ်ဖုံးသုံးပါအဲ့ဖုံးသုံးတော့လေရှင်များတို့ဖတ်ထားတဲ့ဟာတင်ပေါ်အဲ့ဒီလူက digital brand ဖြစ်သွားဟာဒီဘုံကြီးစာဖတ်တဲ့ဟာဟုတ်တယ်ဖတ်တဲ့ဟာတင်တာလေရှင်ပြားတို့စာမဖတ်တော့အပေါ်မှာ line ပေါ်တင်တော့ဘာတွေတင်တော့တင်စရာမရှိတောင်းမြောက်လျှောက်တင် digital brand ရှင်ပြားတို့မရှိဘူးအဲ့လိုရှိဖို့ဆိုရင်စာဖတ်ထားရတယ်စာဖတ်တာရင်အပေါ်တက်တော့လေစာနဲ့ပင်နဲ့တက်တာဟုတ်ဗျ line တင်တော့လေဟုတ်ဘူးလားဗျာအဲ့တော့လူဆိုတာကိုလုံနေတဲ့ဟာကိုပြောတာပဲကိုလုံနေတဲ့ဟာကိုပြတာပဲဟုတ်ဘူးလားဗျာတပည့်တော်ခုပြတယ်ဗျာတပည့်တော်သာသင်နေတဲ့ဟာတွေပြမှာပေါ့နော်တပည့်တော်ဖတ်ထားတဲ့စာတွေကြောင့်ပြောမှာပေါ့တပည့်တော် line ကြည့်လိုက်လေတပည့်တော်profile နဲ့ဝင်ကြည့်လိုက်လေဒီလိုအလုံးလုံးနေတာလုံနေတဲ့ဟာပြမလုံတဲ့သူပြတရားရှိလားမဖတ်ရင်ပြောတရားရှိလားအဲ့ဒါပဲရှင်များတို့နော်အဲ့ဒါလေးပြောတို့ဒီကိုတွေစူးစမ်းကြအောင်ဗျာအဲ့ဒါဆိုတော့ဒီနေ့ကိုတပည့်တော်တနာရီတော့ဖတ်ချင်တယ်ဗျာဒါမို့ဒီနေ့ကိုနာရီဝက်ဖတ်ချင်စာအုပ်ဖတ်လိုက်တာနဲ့အိတ်ရှင်သွားရောပြဿနာအဲ့ဒါပြီးတော့ဘလို့ဖြေရှင်းရမလဲဖြစ်လားအဲ့လိုဖြစ်ပါတယ်နော်ဖြစ်တယ်တပည့်တော်ကစာအုပ်ဖတ်ပြီဆိုရင်အိတ်မရတော့ဒီလိုကြောင့်လည်းညီကတစ်မျိုးဖြစ်သွားဒါကြောင့်စာဖတ်ပြီဆိုရင်မနဲ့အလုပ်ရှိတဲ့သူတွေက limit ထားရတယ်ဘယ်ချိန်ထိပဲဖတ်မယ်ဆိုတယ်အိတ်မရတော့ဘူးဒီလိုဖြစ်သွားဒါပေမဲ့တပည့်တော်စာသွားတာရှင်များတို့နဲ့အတူတူပဲစာဖတ်ပြီးဆိုခဏနေအိတ်ပြောတော့ခဏနေအိတ်ပြောတော့အဲ့ဒါတပည့်တော်ဘလို့ကြော်တယ်ဆိုနီးလေးပြောစာ10မျက်နှာပြီးအောင်ဖတ်မယ်ဒါမှပြီးမချင်းထိုင်းဖတ်တယ်ထိုင်းဖတ်လို့အိတ်ချင်းထဖတ်လို့အိတ်ချင်းလမ်းလျှောက်ဖတ်ရှင်ပြ10မျက်နှာသတ်မှတ်ထားတာလေတဏိဋ္ဌာန်ချတာလေဟုတ်လားဆောင်းမဖတ်ဒီဆောင်းမတော့ပြီးအောင်ဖတ်မယ်တခါတည်းဒီတော့ဘာလို့ဒီတခန်းပြီးတော့အောင်ဆိုတော့အခန်းရဲ့ဒီအခန်းပဲချိန်ပြီးမှလေပေါ့တချို့အခန်းသက်လေးတွေပါလေအဲ့တော့နောက်ကြည့်တယ်15မျက်နှာလောက်တော့ငါကင်လိုက်လို့ရပါတယ်ပေါ့ဖတ်ချလိုက်အရှိန်ကပါတော့နောက်ကောင်းစဉ်ကလည်းသိဝင်သားတရားကောနောက်ကောင်းစဉ်ကူးလိုက်တော့ဟိုနိုင်နေမဟုတ်တော့ဘူးသူကြတော့ပိုးများသွားတယ်အဲ့တော့အနည်းဆုံးတစ်နေ့ကိုစာ10မျက်နှာလောက်ရအောင်စပြီးလေ့ကျင့်ပါစာ10မျက်နှာမပြေမချင်းအိတ်ကုန်မအိတ်ဘူးမျက်လုံးကိုမမိတ်ဘူးဆိုပြီးတော့ရှင်များတို့အာရုံပြုတာအဲ့ဒါဆိုရင်ကြော်သွားလိုက်10မျက်နှာမကတော့ဒိဋ္ဌံပရိတော်ပြည့်ပြီးပြည့်ချလိုက်မယ်ဖုံးကင်မယ်အဲ့လိုမျိုးတော့မလုံးနဲ့ပေါ့ဗျာအဒိဋ္ဌံအနည်းဆုံးရရမယ်ကြော်သွားရင်တော့ဗာလဲဆက်သွားအဲ့ဒါရှင်များတို့စာဖတ်စွမ်းရည်တွေတက်လာနိုင်မယ်စာအဖတ်များတာနဲ့မြစာသွားတော့တာပဲစာသွားလဲမြင်လာတော့တာပဲခုရှင်များတို့စာမြင်လာပြီလားစာသွားလာပြီလားဘယ်လိုနီးတွေတော့နီးတွေမတောင်းနဲ့နီးရရှင်များတို့ခတ်တယ်လိုက်ကျင်တာလောလောဆယ်စဖတ်လိုက် Reading Pass ဆိုပြီးရှိတယ်တပည့်တော်ရှင်များတို့စာအုပ်လေးပို့ပေးမယ်စနစ်ကျစာဖတ်ခြင်းဖြင့်ဘဝတိုးတက်အောင်မြင်ရေးဆရာစင်တန့်ဘာသာပြန်ထားတယ်အင်္ဂလိပ်လိုတော့ Reading Pass ဆိုပြီးတော့အမေရိကန်နိုင်ငံကဘာမှခါကြီးတယောက်ရေးထားတာစနစ်ကျစာဖတ်ခြင်းဘဝတိုးတက်အောင်မြင်ရေးတပည့်တော်ပုံလေးပို့လိုက်ပါမယ်နော်စိတ်ကူးကြွထုတ်တယ်ဒါပေမဲ့ရှင်များတို့အဲ့ဒါဖတ်ဖို့မလွယ်ဘူးသူကစာဖတ်တဲ့နည်းစနစ်တွေပေးတာမှတ်မိအောင်တို့စာမြန်ပြီးအောင်တို့ဘာတို့အဲ့ဒါနည်းစနစ်တွေနဲ့လေ့ကျင့်ရအနည်းဆုံးတစ်လလောက်ချိန်ယူလေ့ကျင့်ရတို့တော့အဲ့ဒီအတိုင်းလေ့ကျင့်တာတပည့်တော်လေ့ကျင့်ထားတာကိုအဲ့ဒီတိုင်းလေ့ကျင့်လိုက်လို့ခရီးရောက်သွားပြီဆိုတော့တော်ဟုတ်တယ်ရှင်များတို့ပြောလိုက်ပြီဆိုရင်